ဒီနေ့တော့ Flavor Traveler ကပဲကိုကြော်စားချက်စားတာမလုပ်ဘဲပဲတုပ်လေးလှုပ်စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။အီထွေးထွေးလေးနဲ့အရန်မွေးပြီးစားလို့လည်းတကယ်ကိုကောင်းပါတယ်။ဒီနီလန်းအတိုင်းလုပ်မယ်ဆိုရင်ပဲမကြိုက်တဲ့သူတွေတောင်တပွဲလုံးကုန်အောင်စားနိုင်ကြမှာပါ။ ဒီပဲကတော့အခွန်နွားပြီးသားပါရေစုလာရင်အခွန်နွားပြီးသားပဲကို3မိနစ်လောက်ပြုတ်ပေးပါအရသာအနည်းငယ်ဝင်သွားအောင်စားလီနည်းနည်းထည့်ပြီးဟင်းချက်စီလည်းအနည်းငယ်ထည့်ပေးပါ ပဲပြုတ်နေတဲ့အချိန်မှာနှမ်းမွေးဆော့စီလေးလုပ်ကြမယ်နော်ချက်သွန်မိတ်ကိုဒီလိုမျိုးလေးညက်နေအောင်လှီးထားပေးပါပြီးရင်အမွှေးနှမ်းထွက်လာအောင်စီပူလေးနည်းနည်းလောင်းထည့်လိုက်ပါအရသာအတွက်စားတခြားဟင်းခတ်မုံအနည်းငယ်စီချွမ်းငရုတ်ကောင်းစီပဲငံပြားရည်နဲ့နှမ်းလော်အနည်းငယ်တို့ထည့်ပါ ဒီဆော့စီကတခြားအတုပ်အမျိုးမျိုးမှသုံးရင်လည်းအဆင်ပြေတယ်နော်ပဲပြုတ်ပြီးရင်ဆယ်ယူလိုက်ပြီးဆက်ထားတဲ့ဆော့စီတွေကိုလောင်းထည့်လိုက်ပါပဲစီတိုင်းမှာစက်သွန်မိတ်ဆော့စ်တွေတမသွားအောင်မှွေပေးပါအမလီအရန်ကိုမွေးနေတာပဲဒါဆိုရင်တော့နှမ်းမွေးပဲတုပ်လေးပြီးပါပြီ ဘလို့လဲတကယ်ကိုလွယ်ကူတယ်မလားရှင်ဘဲစားဖြစ်တဲ့အခါဒီနီးလန်းလေးအတိုင်းတေးချဖို့စမ်းလုပ်ကြည့်ကြပါနော် Flavor Traveler ကို follow လုပ်ထားဖို့မမိနဲ့ဘူးနော်နေ့တိုင်းအိမ်ချက်လက်ရအရသာတွေကိုဖြန့်ဝေပေးသွားမှာပါ